ဗီဒီယိုရဲ့အစမှာတော့စက်ရုံမိနေတဲ့အဖမ်းခံထားရပါတယ်။မောက်လွတ်ပေးကြစမ်းလွတ်ပေး အဲ့ဒီအချိန်မှာပဲဘေးကစက်ရုံလက်တွေကခင်းရောင်စိန်ကိုမိနေထဲထည့်ပေးလိုက်ပါတယ်ထူးဆန်းစွာနဲ့ကြည်ကြည်လည်းအဖမ်းခံထားရပါတယ်မိနေကတော့အရန်ကြောက်လို့ငိုနေခဲ့ပါတယ်စိတ်မပူပါနဲ့မင်းနီအတို့ဒီကနေထွက်သွားနိုင်မှာပါသိပ္ပံရှူကမိနေတို့ကြည်ကြည်တို့ရဲ့ပုံကိုယူလိုက်ပါတယ်အကျန်းလာနေဆုံးသွေးလေးပါလားသိပ္ပံရှူကတပ်ပုံကိုမီးရှို့ပြီးဖျက်ဆီးပစ်လိုက်ပါတယ်ဟာမင်းတို့အားပိုင်မေးကွာမိနေအသွင်ပြောင်းဖို့69ရာခိုင်နှုန်းတောင်ပြီးသွားပါပြီမိနေလည်းအရန်ကြောက်လို့ငိုနေပါတယ်အဲ့ဒီအချိန်မှာပဲမီကီကားစက်ရုံရောက်လာခဲ့ပါတယ်ပြီးတော့အသွင်ပြောင်းပြီးကြည်ကြည်ကိုဖမ်းထားတဲ့ကြိုးတွေကိုပစိန်နဲ့ဖြတ်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိနေအသွင်ပြောင်းဖို့100ရာခိုင်နှုန်းဖြစ်သွားပါပြီမိနေကစတင်ပြီးအသွင်ပြောင်းလာပါတယ်မိနေမျက်လုံးဖွင့်လိုက်ချိန်မှာတော့မျက်လုံးတွေကအနီရောင်ဖြစ်ပြောင်းသွားပြီးဗီလင်ကားစက်ရုံအဖြစ်ပြောင်းသွားပါတယ်ငါရဲ့စက်ရုံကြီးအတော့ဝင်လာပြီပဲမိနေကသူ့ကိုချုပ်ထားတဲ့တန်ကြိုးတွေကိုတစ်ခုချင်းဖြတ်စည်းပစ်လိုက်တာမြေပြင်ပေါ်ကိုကျလာခဲ့ပါတယ်နောက်တော့ကြည်ကြည်တို့ရှင်ဖို့အီယာမစတင်းကတ်ကြီးကိုထုတ်လာခဲ့ပြီးအသက်ကုန်ဖြစ်ပါတော့တယ်အရင်ဆုံးတက်ခွဲခန်းတွေကပစ္စည်းတွေအကုန်လုံးကိုမှန်သွားပါတယ်ကြည်ကြည်ကမီကီရဲ့နောက်မှာပုံလိုက်ပါတယ်မီကီကဒိုင်းကဖန်တီးလိုက်ပြီးတော့လာသမျှကြည်စံတွေအားလုံးကိုကွယ်ပြစ်လိုက်ပါတယ်မိနေကလည်းအသက်ကုန်ပြစ်ပါတယ်နစ်ကီငါတို့ဒီကနေအမြတ်ထွက်ပြေးကြရအောင်သိပ္ပံအယူကထွက်မပြေးနိုင်အောင်အခန်းကြီးကိုပိတ်ချလိုက်ပါတယ်ကြည်ကြည်တို့လည်းပြေးမရတော့လို့စိတ်ညစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပေါ်ကနေအတန်တကူကြားလိုက်ရပါတယ်အဲ့ဒါကလူဆိုးလေရင်ပြန်ကြီးနှစ်စီးဖြတ်ပါတယ်သူတို့ကကိုတောင်ထဲကိုဆင်းလာခဲ့ပြီးစက်ရုပ်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်မီကီကပြန်စော်ဖို့ပစိန်လက်နက်ကြီးထုတ်လာပါတယ်ဒီနောက်မှာတော့ရန်သူတွေပြစ်တောင်ရှောင်ပြီးတော့တစ်ချက်တည်းနှစ်ကောင်လုံးကိုရှော့သွားအောင်ခုတ်လိုက်ပါတယ်မိနီကတော့ကြည်ကြည်ကိုစတင်းကန်နဲ့အသက်ကုန်ပြစ်နေပါတယ်ဒါပေမဲ့ဘာမှမဖြစ်လို့သူကိုယ်တိုင်ဝင်ပြီးပြင်းမာတော့တယ်ကြည်ကြည်လည်းဒေါင်းကတ်သွားပြီးမိနီကိုဂန်းနဲ့ပြန်ချိန်လိုက်ပါတယ်ဒါပေမဲ့ပြစ်လိုက်ရင်မိနီစစ်ပါတီးသွားမှဆိုလို့ဒါပဲထုတ်လာပါတယ်သိပ္ပံရှုကလက်စစ်တနက်နဲ့ပြစ်လိုက်ပါတယ်ကြည်ကြည်ကိုမှန်ပြီးကြည်ကြည်လည်းတတိလက်သွားပါတယ်မိနီကကြည်ကြည်ကိုရှင်းဖို့အီယာမစတင်းကတ်ကြီးနဲ့ချိန်လိုက်ပါတယ်ဒါပေမဲ့မီကီအမြန်ရောက်လာပြီးတော့ကြည်ကြည်ကိုတဲပြီးဒိုင်းနမိုင်းပုံးကြီးကိုချသွားပါတယ် Sorry Bobby Mini အတို့အသက်ရှင်ဖို့လို့သေးတယ်မီကီကလေဆာနဲ့ပုံးကိုပြစ်လိုက်တာပေါက်ကွဲသွားပြီးမိနီလည်းအဝေးကိုလွှင့်ထွက်သွားခဲ့ပါတယ်ပြီးတော့မီကီကကြည်ကြည်ကိုတဲပြီးအဲ့ဒီနေရာကနေအမြန်ပြေးပါတော့တယ်ဟေးမီနီအိမ်နေနဲ့သူနောက်ကိုလိုက်မိနီလည်းကားဆက်ရုပ်ပုံစံပြောင်းပြီးတော့နောက်ကိုလိုက်ပါတယ်မီကီကကြည်ကြည်ကိုတဲပြီးအသက်ကုန်ပြေးပါတယ်နောက်မှလည်းမိနေကြီးလိုက်လာခဲ့ပါတယ်ဒါအပြင်လေရင်ဆက်ရုပ်တွေပါထပ်ပါလာခဲ့ပါတယ်ကြည်ကြည်ကပြန်ပြီးတော့အသိဝင်လာခဲ့ပါတယ်ပြီးတော့နောက်မှလိုက်နေတဲ့သူတွေမနှဲဘူးဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒါနဲ့ကြည်ကြည်နဲ့မီကီကကားဆက်ရုပ်ပုံစံပြောင်းပြီးထွက်ပြေးကြပါတယ်မိနီလည်းနောက်ကနေအသက်ကုန်လိုက်ပြတ်ပါတယ်သိပ္ပံယူကသူဖီလင်ပြောင်းထားတဲ့မိနီကမြို့ကြီးကိုဖျက်ဆီးတော့မှကိုသိလို့ပြောနေပါတယ်ကြည်ကြည်တို့လည်းလေရင်ပြန်တွေစီကနေထွက်ပြေးနေခဲ့ပါတယ်ရှေ့ကိုရောက်တော့ပုံစံပြောင်းပြီးလေရင်ပုံခုန်တက်လိုက်ပါတယ်ပြီးတော့လေရင်ရဲ့အမီးကိုခုတ်လိုက်ပြီးဖြက်စီးပြတ်လိုက်ပါတယ်ကြည်ကြည်ပြန်ကျလာတော့မိနီကစတင်းကတ်ကြီးနဲ့အသက်ကုန်ဖြစ်ပါတယ်ကြည်ကြည်ကလည်းအလန်းစားအကွက်တွေနဲ့ရှောင်ပစ်လိုက်ပါတယ်ပြီးတော့ပြစ်လိုက်တဲ့ကြီးတွေကိုကာလိုက်ပါတယ်ဒါပေမဲ့ကြည်ကြည်ကာလိုက်တဲ့ကြီးတောင်ကမီကီကိုမှန်သွားခဲ့ပါတယ်မီကီလည်းအထိနာသွားပြီးအရှင်ပုံစံကိုပြန်ရောက်သွားခဲ့တာပေါ့ကြည်ကြည်ရောက်လာတော့တတိပါလက်သွားပါတယ်ရန်သူတွေကတက်လာနေခဲ့ကြပါတယ်ကြည်ကြည်ကလေရင်တစည်းကိုဖျက်ဆီးပြစ်လိုက်ပါတယ်ပောက်ကွဲသွားတဲ့ချိန်မှာမိနေရောက်လာပေမဲ့ကြည်ကြည်နဲ့မီကီတို့ကတော့အဲ့ဒီနေရာကနေမရှိတော့ပါဘူးအဲ့ဒီအချိန်မှာပဲ drone တစ်ခုရောက်လာပါတယ် drone ကနေကြည့်နေတဲ့သူကတော့သိပ္ပံအယူဖြစ်ပါတယ်သူကကြည်ကြည်ထွက်ပြေးသွားလို့စိတ်တူနေခဲ့တာပါခဏကြာတော့သူအမှတ်ရသွားတာတစ်ခုရှိပါတယ်တစ်ချိန်ကကြည်ကြည်ကိုဖမ်းမိထားတဲ့ချိန်ကြည်ကြည်ခန္ဓာကိုယ်မှာသူရှိတဲ့နေရာပြပေးတဲ့ပစ္စည်းလေးထည့်ပူးထားတဲ့ဆိုတာကိုပါဟာဒီကောင်အဆရာနေပြေးမလို့ပါဘူးကွာသိပ္ပံယူဟာသူ့ရဲ့ကွန်ပျူတာကနေခြေရာခံဖို့ရှောင်းနှိပ်ပါတယ်နောက်တော့ကြည်ကြည်ရဲ့နေရာကိုတည်သွားခဲ့ပါတယ်အဲ့ဒါနဲ့မိနီစီကိုသတင်းအချက်လက်တွေပေးလိုက်ပါတယ်မိနီလည်းကြည်ကြည်ပဲသွားနေလဲဆိုတာကိုတည်သွားခဲ့တာပေါ့အဲ့ဒါနဲ့နောက်ကိုအသက်ကုန်ပြေးလိုက်ပါတယ်တစ်ပတ်မှာတော့ကြည်ကြည်ကမီကီကိုသူတို့ရဲ့လျှို့ဝှက်စခန်းစီကိုတည်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာရေတွင်းကြီးကနေလျှို့ဝှက်လိုင်ကောင်းကြီးပေါ်လာခဲ့ပါတယ်ကြည်ကြည်လည်းမီကီကိုတည်ပြီးတော့အောက်ကိုဆင်းသွားခဲ့ပါတယ်အောက်ကိုရောက်တဲ့ချိန်မှာတော့မီကီရဲ့ဆက်တွေကတော်တော်လေးကိုထိသွားခဲ့တာပါအဲ့ဒါနဲ့ကြည်ကြည်လည်းမျက်နှာဖုံးတက်ပြီးတော့သူ့ရဲ့တငယ်ချင်းကိုစတင်ကုပါတော့တယ်ခဏကြာမှာတော့ကုပြီးသွားလို့ဆက်ကိုပိတ်လိုက်ပါတယ်မီကီကပြန်နိုးလာဖို့20ရာခိုင်နှုန်းထိတိုးတက်လာခဲ့ပါတယ်
ကြည်ကြည်ကအရှိကိုသွားပြီးသူနဲ့မိနီတို့ရဲ့တပ်ပုံတွေကြည့်ပြီးမိနီကိုလွမ်းနေခဲ့တာပေါ့ အန်ယူကေဘီမဲမီနီခဏပဲဆောင် မက်ကီက100ရာခိုင်နှုန်းပြည့်သွားပြီးတော့နိုးလာပါတယ်ဒါပေမဲ့ကြည်ကြည်ကိုကြည့်လိုက်တော့ကြည်ကြည်တယောက်လွမ်းစိတ်ဝင်ပြီးငိုနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒါနဲ့ကြည်ကြည်စီကိုသွားလိုက်ပါတယ် တာကြီးစိတ်မပူပါနဲ့ကွာအစင်ကြီးသွားမှာပါ ကွန်ပျူတာရှေ့မှာသွားထိုင်လိုက်ပါတယ်ပြီးတော့မိနီကိုအရင်ပုံစံအတိုင်းပြန်ရအောင်လုပ်ဖို့လှုပ်ပါတော့တယ်သိပ္ပံယူကမိနီကိုမီကီကပြန်ထိန်ချုပ်ဖို့လုပ်နေတယ်ဆိုတာကိုသိသွားခဲ့ပါတယ်ကြည်ကြည်တို့ရဲ့စကန်ကြီးကစတင်ပြီးလှုပ်လာပါတယ် ជីជីမိအပေါ်တပ်ပြီးတော့ជីជីပါလား ကြည်ကြည်အပေါ်ရောက်သွားတော့ဘသူမှအဲ့ဒီနေရာမှာရှိမနေခဲ့ပါဘူးမီကီကမိနီကိုထိန်ချုပ်ဖို့ခလုတ်တစ်ခုပဲနှိပ်ဖို့လိုပါတော့တယ်အဲ့ဒီချိန်မှာပဲအရှိတ်မဲကြီးရောက်လာခဲ့ပါတယ်ကြည်ကြည်ကစခန်းကိုပြန်ဆင်းမဲ့ချိန်မှာမီကီကအကူကြီးတောင်းဖို့အပေါ်တက်လာပါတယ်ကြည်ကြည်ကအပေါ်ဆွဲတင်ပေးမလို့လှုပ်ချိန်မှာပဲမိနီအနောက်ကနေရောက်လာပြီးမီကီကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာလေရင်ဆက်ရုပ်တွေရောက်လာပြီးတော့ကြည်ကြည်ကိုစတင်တိုက်ခိုက်ပါတော့တယ်လေရင်ဆက်ရုပ်တွေကကြည်ကြည်ဝိုင်းတားလိုက်ကြပါတယ်ကြည်ကြည်ကပြန်ပြီးတော့စော်မလို့လောက်တော့ဆက်ရုပ်တွေကမိနီကောင်းပုံစံဖြစ်ပြောင်းလဲသွားတာကြောင့်သူလည်းမတိုက်နိုင်တော့ပါဘူးအောက်မှာတော့မီကီနဲ့မိနီကအချင်းချင်းတိုက်ဖို့လုပ်နေခဲ့ပါတယ်မီကီကပြေးပြီးတော့ခုတ်ပေမဲ့မထိပါဘူးအဲ့ဒီအစားကင်ပေါက်တာကိုခံလိုက်ရပါတယ်မိနီရောက်လာတော့နောက်ပေါက်နဲ့ကန်လိုက်ပါတယ်ပြီးတော့ပစိန်ကင်ပြီးလုံမလို့လောက်တော့မိနီကပိတ်ကန်လိုက်ပါတယ်မီကီလည်းတတိလက်သွားခဲ့ပါတယ်မိနီကမီကီစီကိုသွားပြီးတော့လက်သီးနဲ့ထိုးလိုက်ပေမဲ့မီကီကရှောင်လိုက်ပါတယ်မီကီကကြမ်းတဲ့အားကိုပစိန်ယူဖို့လှုပ်ပေမဲ့အထိုးခံလိုက်ရပါတယ်ပြီးတော့လဲပေးညှစ်ပြီးလွှင့်ပစ်လိုက်ပါတယ်နောက်တော့စက်တင်းကက်ကြီးထုတ်လာခဲ့ပါတယ်ကြည်ကြည်ကတော့အပေါ်မှာတိုင်ပတ်နေခဲ့ပါတယ်စက်ရုပ်တစ်ကောင်ကကြည်ကြည်ရဲ့ခြေထောက်ကိုကန်လိုက်ပါတယ်အဲ့လိုနဲ့စက်ရုပ်တွေကကြည်ကြည်ကိုဝိုင်းပြီးတော့ဖျက်ဆီးကြပါတယ်ကြည်ကြည်အောက်မှာတော့မီကီတယောက်တောင်းပန်နေခဲ့ပါတယ်ဒါပေမဲ့မိနီအငိုက်မိနေတော့မှပဲပစိန်ယူပြီးတနက်ကိုခုတ်ပစ်လိုက်ပါတယ်ပြီးတော့လက်သီးနဲ့ပစ်ထုတ်လိုက်ပြီးကွန်ပျူတာရှေ့ကိုသွားလိုက်ပါတယ်မိနီကပြန်ထလာပြီးတော့စက်တင်းကက်ကိုကောက်ကန်လိုက်ပါတယ်မီကီကမိနီကိုထိန်းချုပ်တဲ့ခလုတ်ကိုနှိပ်လိုက်ပါတယ်မိနီကမူလပုံစံလူကောင်းဆက်ရုပ်အဖြစ်ပြောင်းသွားခဲ့ပါတယ် နောက်ပါရီလုံးရလေ အိုးတော့ဝသေးတယ် သိပ္ပံယူကတော့စိတ်တူနေခဲ့ပါတယ်အဲ့ဒါနဲ့ကြည်ကြည်ကိုအပြက်ရှင်းဖို့လှုပ်လိုက်ပါတယ်သူ့ရဲ့ဆက်ရုပ်တွေကလည်းကြည်ကြည်ကိုချိန်နှားလိုက်ကြပါတယ်အဲ့ဒီအချိန်မှာမိနီတို့တွေရောက်လာခဲ့ကြပါတယ်မီကီကပြေးလာတဲ့ကောင်ကိုပစိန်နဲ့ခုတ်လိုက်ပါတယ်မိနီကလည်းပြေးပြီးတော့ကန်ပစ်လိုက်ပါတယ်မီကီကပစိန်နဲ့ပေါက်ပစ်လိုက်ပါတယ်မိနီကစတင်းကက်ကြီးထောက်ပြီးတော့အသက်ကုန်ပစ်ပါတယ်တောက်ကြည့်ပြီးစိတ်တူနေတာကတော့ဦးစိတ်တူသိပ္ပံယူဖြစ်ပါတယ်သူကမိနီရဲ့ဘုံကမကြခင်မှာပောက်ကွဲတော့မှာကိုသိပြီးပျော်နေပါတယ်ကြည်ကြည်နဲ့မိနီကအချင်းချင်းပြန်တွေးလိုက်ရလို့ဝမ်းသာပြီးဖတ်နေခဲ့ကြပါတယ်ကြည်ကြည်ကဘုံကိုတွေ့သွားပြီးဖယ်ရှားဖို့လုပ်ပါတယ် ជីជីမိမလို့တာကောင်းမနော်အဲ့ဒါဒီတမျိုးလုံးပြချောင်းပြင်းတဲ့ပေါင်းကြီး ကြည်ကြည်လည်းဘာမှမလုပ်နိုင်တော့တာနဲ့ပြန်ထည့်လိုက်ရပါတယ် ရှောင်းမေချန်ဒရီလာနေပြီ မီကီနဲ့ကြည်ကြည်ကသူတို့စွမ်းအားတွေနဲ့ရန်သူတွေကိုတိုက်ထုတ်လိုက်ပါတယ်မိနီကရန်သူကောင်းကိုဖြုတ်ပြီးတော့မိုးပေါ်ကိုပြန်သွားခဲ့ပါတယ်ကြည်ကြည်ကတော့သူ့ရဲ့ရီစာပောက်ကွဲတော့မှကိုတီးလုံငိုနေပါတယ်မိနီလည်းနောက်ဆုံးအနေနဲ့အနံလေးပေးပြီးထပ်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲအာကာသအပြင်ရောက်လာပြီးပောက်ကွဲသွားခဲ့ပါတယ်ကြည်ကြည်ကတော့ဝမ်းနဲ့လွန်းလို့ငိုနေခဲ့ပါတယ်ရှင်အခုလိုဗီဒီယိုမျိုးတွေသဘောကျရဲဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အမကတော့တင်ဆက်သူ Lady King Voice Over Actor ပါ